အားလုံးပဲကျွန်တော်တို့တူတီချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ကိုတေကြီးဆိုတဲ့ channel လေးကနေပြီးတော့မွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဥစားပထမအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုဝင်ကြည့်ရဆိုတဲ့ပုံမှန်လေးအားလုံးပဲကျမ်းမာချမ်းသာပြီးတော့လုံဆန္ဒတွေပြည့်စုံနေကြပါစေเนาะလက်ရှိကျွန်တော်တို့ထွက်စင်ရမနက်မှာကျွန်တော်တို့က9 3ညနေမှာကျွန်တော်60ဆိုထွက်တယ်အဲ့တော့ကျွန်တော်ထွက်စင်မှာကျွန်တော်ဘာဖြစ်နေလဲဆိုရင်မနက်ထိတ်က9ညနေပိတ်က3ညဆိုပြီးတော့ထိတ်ပိတ်ပါဝါဖြစ်တယ်အဲ့လိုမျိုးဖြစ်သွားရင်လည်းသူ့ရဲ့အောက်ကနေ့မှာကျွန်တော်လိုက်ပြီးအစင်းပြပါဆိုတော့ကျွန်တော်တို့လုံးမိုက်နေခီးပြီးခွေလေးပြောပြမယ်ဒါတွေမလားဆိုတော့ကျွန်တော်တို့မဟုတ်ဘူးเนาะပြီးရင်ကျွန်တော်60ရာခိုင်နှုန်းလောက်သိကြရဲဆိုတော့တပတ်ကောင်းလေးတွေကျွန်တော်ဘက်ကပြောပြမယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုမကြော်ပဲမရစ်ပဲနဲ့ဒီချာလေးကြည့်သွားကြခြင်းပါလက်ရှိကျွန်တော်တို့ဒီနေ့မှာဆိုရင်လည်းကျွန်တော်ပြီးခဲ့တဲ့အတိုင်းလေးပဲနေကုံကြီးလက်ထိတယ်နေကုံเนาะကျွန်တော်ညနေမှာလည်းထိထိမီတင်ခေါ်လေးရခဲ့ကြတယ်ဟုတ်တယ်မလားအဲ့လိုပြောတာပေါ့နော်မနေ့ပြန်လေအကောင်းဆုံးဖြစ်အောင်လို့တော့ကျွန်တော်ဘက်ကနေကြိုးစားပေးရတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးမချခင်မှာဗာပြောချင်တယ်ဆိုတော့ဒီနေ့နည်းနည်းလေးကျွန်တော်တို့ပျော်စရာလေးရှိတဲ့ကြောင်းအပျော်လေးတွေမျှဝေကြမှာဘယ်သူတွေပျော်ရလဲဆိုတော့ပွင့်လင်းပြောရရင်တော့နေတဲ့ကောင်မလေးဆိုကျွန်တော်နေကုန်ပြောရတယ်ဘာလို့လဲဆိုတော့မနက်ကကျွန်တော်ထွက်တဲ့93ဆိုတာကကျွန်တော်ဒါခုနကကျွန်တော်တို့မူရเนาะ9338ဆိုတဲ့ကြီးခွေမှာခွေချော့တဲ့ကောင်မလေးကျွန်တော်တို့မနက်ကရတယ်ဒါနေမလားဆိုတော့ကျွန်တော်တို့မဟုတ်ဘူးဘယ်သူတွေထက်ရသေးလဲဆိုကျွန်တော်တို့ရဲ့တပတ်ဆာမှာနောက်ဆုံးကြံတဲ့ buffer เนาะဟာလားလက်ရှိမှာကျွန်တော်တို့ဒါ9ချိန်တင်မှာပဲကျွန်တော်ပေးတဲ့တပတ်စာအားလုံးပြီးသွားတယ်ဒါကမနက်ကထွက်စင်ညနေမှာကျဘယ်သူတွေထက်ရလဲဆိုညနေမှာကျွန်တော်ထွက်စင်က60ဆိုပြီးပေးတယ်အဲ့တော့ဘယ်သူတွေထက်ရလဲဆိုတော့ခုနကကျွန်တော်မနက်ကရထားတယ်ဆိုရဲဟာလားနေတဲ့သမားလေးဖြစ်တယ်ကျွန်တော်ပေးထားတဲ့6ပတ်သီး1ပတ်သီးကနေ6ပတ်သီးသမားလေးရတယ်ဒါရင်ပေးလားဆိုတော့မဟုတ်ဘူးเนาะအဲ့6ပတ်သီးရမှာကျွန်တော်တို့ဒူမိန်းမှာပါတယ်60ဆိုတဲ့ကဏ္ဍလေးနဲ့ကျွန်တော်တို့2သီးစားထိထိမိမိရတယ်ပြီးတော့ကျွန်တော်ဘယ်သူတွေထက်ရအောင်လဲဆိုတော့ဂီးခွေသမားလေးထပ်ပြီးရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နေ့လယ်မှာကျွန်တော်ဂီးခွေထပ်ပြီးတော့မပေးခဲ့ဘူး။เนาะနေ့လယ်က like ကိုတခြားကြည့်တဲ့ကောင်မလေးဆိုရင်တော့ရှာရင်ဘာကြောင့်ကျွန်တော်မပေးခဲ့ဘူးလဲကျွန်တော်တို့ရဲ့ဒီ9338ဆိုတဲ့ဂီးခွေကဒီ16နဲ့တွဲထပ်ဖို့ရှိရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညနေကူတော့ဂီးခွေမပေးခဲ့ဘူး။အဲ့တော့ဂီးခွေဆော့ရဆိုတဲ့ကောင်မလေးတွေကเนาะညနေကိုဒူမိန်းနေ main ကွက်တဲ့တော့ကောင်းလေးဆော့လို့ပြောခဲ့ရဖြစ်တဲ့အတွက်ကြောင့်တခြားနားထောင်နေဆိုတဲ့ကောင်မလေးเนาะဒီနေ့ကိုဂီးခွေဆော့တဲ့ကောင်မလေးဆိုတော့နေကုန်ရမယ်เนาะဂီးခွေမဆော့ဘူးငါတို့ကရိုးတနန်းဆော့ရင်တော့မှအနည်းဆုံးတစ်ချိန်ထိထိမိရမယ်ဒါနေမဲလားဆိုတော့လည်းကျွန်တော်မဟုတ်ကျွန်တော်တို့လုံးဝเนาะငါတို့ကတော့တေးကြီးကိုယုံကြည်ပြီးတော့အဖွဲ့ဝင်နေဆိုတဲ့ကောင်မလေးတွေเนาะယုံကြည်မှုရဲ့အကျိုးကျေးဇူးတွေပေါ့ဗျာကျွန်တော်လည်းတေချာလေးပြောခဲ့တဲ့လက်ရှိကျွန်တော်ဒီတစ်ပတ်ထွက်စင်ကလုံးဝကိုမူမှန်ဘူးဟုတ်လားဒါပေမဲ့မူမှန်ဘူးဆိုတာကကနန်းတွေဟိုဟာဒီယာဖြစ်မှပြောတာမဟုတ်ကနန်းတွေအများကြီးထပ်ဖို့ရှိရလို့ပြောခဲ့တယ်เนาะအဲ့တော့တေချာလေးဂယူးတစ်ဆိုင်နားထောင်ပြီးတော့ live ဆွဲရဆိုတော့အကောင်မလေးကညက်တွေကိုကျွန်တော်ပြီးထားတယ်เนาะစိန်ပတ်သီးဟူးမကျော်စိန်ပတ်သီး6ပတ်သီးနဲ့ကျွန်တော်ရေးပြီးထားတယ် share ပြင်း3ပတ်6နဲ့ပတ်သက်ရင်60 61 68ဆိုတော့ကနန်း3ပတ်ထဲကနေမှာ60ဆိုပြီးတော့ကျွန်တော်တို့ပုံမှန်တိုင်းလေးပဲအဖွဲ့အကောင်မလေးတွေနှစ်သီးစားနဲ့ထိထိမိမိရခဲ့တယ်เนาะဟုတ်ပြီလားအဲ့တော့ဒီနေ့ကတော့ပွင့်လင်းပြောရရင်တော့တေးကြီးကိုယုံကြည်ရဆိုတဲ့ကောင်မလေးအားလုံးပဲအဆင်ပြေတဲ့နေ့ဒီနေ့ဖြစ်မယ်မနက်ဖြန်ကိုလည်းအကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်ဘက်ကကြိုးစားပေးထားတယ်အဲ့တော့စကားလေးကျွန်တော်ထပ်ပြီးဆက်အောင်မယ်။ဘာကြောင့်လဲဆိုတော့နည်းနည်းလေးကျွန်တော်ဒီနေ့ကပြောစရာလေးများသွားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်နောက်တစ်ပတ်ကိုเนาะဒါကျွန်တော်အဖွဲ့ဝင်နဲ့အစီအမံသွားရဆိုတော့ကျွန်တော်နောက်တစ်ပတ်ကိုเนาะပြန်ပြီးတော့အဖွဲ့ဝင်ခေါ်တဲ့လုပ်ငန်းလေးစပါပြီ။အဲ့တော့တေးကြီးငါတို့ကနောက်တစ်ပတ်ကိုအဖွဲ့ကြိုဝင်ဘာတွေရမလဲဆိုတော့အခုကျွန်တော်တို့ကြိုဝင်မယ်ဆိုရင်ကျွန်တော်ဒီမနက်ဖြန်တစ်ပတ်ခါဖြစ်တဲ့ကြာတာပြီးတောက်ကြမှာငါတို့ကမနာချင်သေးဘူးဆော့ကျင်နေဆိုရင်ဆော့လို့ရမယ်ကျွန်တော်တို့ဒီကြကေဘောက်လက်ဆောင်လေးပေးမယ်။အဲ့ဒီဒီကြကေဘောက်လက်ဆောင်ဒီကျွန်တော်ဒီသုံးနှစ်စာကလင်တာနဲ့ကျွန်တော်စစ်ပြီးတော့အကောင်းဆုံးဖြစ်နိုင်တဲ့မူတွေကို2မူ3မူနဲ့ချုပ်ပြီးဖြစ်တဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုကကြိုက်ရင်ဆော့လို့ရတယ်မကြိုက်ရင်လည်းမဆော့လို့ရတယ်လက်ရှိကျွန်တော်ပြန်ပေးတာဒီဒေတာကေဘောကျွန်တော်ပြန်ပေးရ2ပတ်ရှိပြီ2ပတ်လုံးမှာကျွန်တော်ရှေ့ဘက်ကဆိုလည်း2သီးစားဟိုရှေ့ဘက်ကဆိုလည်း2သီးစားလုံးဝအဆင်ပြေခဲ့တယ်အဲ့လိုမျိုးလေးပဲဒီတစ်ပတ်ကိုလည်းအကောင်းဆုံးဖြစ်အောင်လို့ကြိုးစားပေးမယ်ပြောချင်တာကငါတို့ကတော့ဒီကြတဲ့ကုတီနဲ့လက်တွဲကြည့်ချင်တယ်เนาะလက်တွဲမယ်ဆိုတဲ့ကိုမာလေးတွေကကျိုးဝင်နိုင်တော့အကျိုးမရဘူး။ဘာကြောင့်အကျိုးမရလဲကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်ပြည့်ရတိကျကေဘောကိုကျွန်တော်မိတ်ဆွေတွေကကြည်လိုက်ကြိုက်တယ်ဆိုရင်ဆော်လိုက်မကြိုက်ဘူးဆိုလည်းမဆော်လို့ရတယ်။ဘာလို့လဲဆိုကျွန်တော်ဒီနောက်တစ်ပတ်ကိုအဖွဲ့ကျိုးဝင်တဲ့အကူမာလေးတွေလက်ဆောင်ပေးတဲ့ကဏ္ဍဖြစ်တယ်เนาะအဲ့တော့ငါတို့ကလက်တွဲကြည့်မယ်ဆိုရင်တော့လာဝင်နေဒါမှမဟုတ်ဘဲနဲ့ငါတို့ကတော့စိတ်ကတိတ်ပြီးတော့မခိုင်ဘူးပေါ့နော်ကဏ္ဍမြင်ဆော့ကျင်တယ်ဆိုတဲ့အကူမာလေးတွေကတော့နားကျင်လဲနားเนาะစနေသမီးမြန်မာလာဝင်ရတယ်ဒါမှမဟုတ်ကျွန်တော်ပြောသလိုပေါ့နော်စိတ်ကတော့ခိုင်နေကိုဆုံးဖြတ်နိုင်တယ်ဆိုတော့ကူမာလေးတွေကကျိုးဝင်ခြင်းနဲ့ဆိုရင်ကျိုးဝင်လို့ရတယ်။ကဲတော့ဆိုကျွန်တော်ဒီနေ့လေးတော့နည်းလေးလေးရှိသွားတယ်နားလည်ပြကြပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖွဲ့ဝင်ကဏ္ဍလေးကလည်းဗော်ဒဘူးနဲ့ညနေမှာအထူးဆန်းလေးထွက်သွားလို့ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်ဒါကျိုးခေါ်ရတာဒီနေ့ကနည်းနည်းလေးတိုက်ဆိုင်သွားဖြစ်တဲ့ကြောင့်ကဏ္ဍလေးနဲ့ကြာသွားအဲ့တော့ကျွန်တော်စပြီးတော့ကျွန်တော်ခဏလေးပြောပါတော့မယ်ပုံမှန်တိုင်းလေးပဲစာအုပ်နဲ့ပုံပင်လေးတွေမယူရသေးရဆိုတော့ကွန်မာလေးတွေကစာအုပ်နဲ့ပုံပင်လေးတွေတွားယူကြပါเนาะစာအုပ်နဲ့ပုံပင်မလို့ဘူးငါတို့က memory ကောင်းတယ်ဆိုတော့ကွန်မာလေးတွေကမှတ်ချင်တယ်ဆိုရင်မနက်ဖြန်မှာကျွန်တော်တို့
ဒီရေငါတို့က7နာရီ10မိနစ်စီနော်20ရက်8လ2026ကြာသပတေးနေ့ကျွန်တော်တို့မနက်ဈေးမှာလုံးဝစောချင်တယ်ဆိုဘာပတ်သေးရှိလဲလို့မေးရင်တော့ကျွန်တော်တို့တွေ့တဲ့ site ရဆိုရင်တော့9ဘတ်တီ4ဘတ်တီရှိပါတယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ပြောပြမယ်ဒီရေငါတို့မနက်ဖြန်ကြာသပတေးနေ့မနက်ဈေးမှာလုံးဝပတ်ချင်တယ်ဘာရှိမလဲဆိုရင်4ဘတ်တီ9ဘတ်တီရှိတယ်အဲ့တော့အဲ့4ဘတ်တီ9ဘတ်တီကနေမှကျွန်တော်တို့အဓိကတင်ဆောရမယ် domain တွေ main query တွေအကြိုက်ဆုံးတစ်ခွက်တစ်ကောင်းလေးတွေပြောပြမယ်အဲ့တော့မပြောခင်လေးမှာနော်ငါတို့ကနော်အခုမှ TE ကိုပြန်တွေ့ရဆိုတဲ့ကိုမာလေးတွေကလည်းအဆင်ပြေမယ်ဆိုရင် channel လေးကိုလည်း subscribe လေးလုပ်သွားပြီးလို့ရပါတယ်အဲကျွန်တော်စမယ်ဗျာနော်အဲ့တော့အရင်တော့ကျွန်တော်ဘာရှိမလဲဆိုရင်လေးနဲ့ပတ်သက်တဲ့ကျွန်တော် channel လေးစပြီးတော့ပြောပြမယ်လေးနဲ့ပတ်သက်ရင်ကျွန်တော်မနက်ဖြန်ကို domain နေနဲ့ဆော့မယ်ဆိုဘာ channel လေးရှိမလဲဆိုရင်4143ဆိုတဲ့ channel လေးရှိမယ်နော်ပြီးရင်ကျွန်တော်တို့9193ဆိုတဲ့ဒီ canal လေးတွေကကျွန်တော်မနက်ဖြန်ကို domain နေနဲ့ဆော့လို့ရတယ်ကျွန်တော်နောက်တစ်ခါပြန်ပြီးတော့ပြောပြမယ်မနက်ဖြန်ကိုလိမ့်နဲ့ပတ်သက်ရင်ကျွန်တော်တို့4143ဆိုတဲ့ canal လေးရှိမယ်9နဲ့ပတ်သက်ရင်တော့9193ဆိုတဲ့ဒီ canal လေးတွေကကျွန်တော်တို့မနက်ဖြန်7နာရီ10မိနစ်စီမှာ domain နေနဲ့ဆော့လို့ရတယ်ပြီးရင်ကျွန်တော် main call လေးဆက်ပြီးတော့ပြောပြမယ်နော် main call မှာကျွန်တော်တို့ဘာတွေပါမလဲဆိုတော့4နဲ့ပတ်သက်ရင်တော့46နဲ့48ဆိုတဲ့ canal လေးပါမယ်9နဲ့ပတ်သက်ရင်တော့96နဲ့95ဆိုတဲ့ဒီ canal လေးတွေကကျွန်တော်မနက်ဖြန်ကိုmain query အနေနဲ့ဆော့လို့ရတယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ပြောပြမယ်9နဲ့4နဲ့ပတ်သက်ရင်46နဲ့48 9နဲ့ပတ်သက်ရင်တော့96နဲ့95ဆိုတဲ့ကျွန်တော် canal လေးတွေကမနက်ဖြန်ကိုဒါ main query နဲ့ဆော့လို့ရတယ်အဲ့ဒါကျွန်တော်လက်ရှိမှာဆိုရင်ဒါပတ်တီးပြောပြီးသွားပြီ domain ပြောပြီးသွားပြီ main query ပြောပြီးသွားပြီဆိုကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းလေးမပြောခင်မှာကျွန်တော်ဗာကြံမလဲဆိုရင်ပုံမှန်တိုင်းလေးပဲတေးရင်ငါတို့ကမနေ့ကเนาะဒီနေ့မနက်ဈေးမှာတော့မင်းပေးတဲ့ကီးခွေလေးနဲ့အောင်မြင်ခဲ့တယ်အဲ့တော့ငါတို့ကမနက်ဖြန်ကိုလည်းကီးခွေပဲဆော့ကျင်နေဆိုတဲ့မိတ်ဆွေလေးဘာရှိမလဲဆိုမနက်ဖြန်ကိုကျွန်တော်တို့ကီးခွေကျင်နေဆိုရင်เนาะ1638ဆိုတဲ့ကျွန်တော်တို့ key page လေးရှိပါတယ်အဲ့တော့ပုံမှန်တိုင်းလေးပဲငါတို့မှာလုံးဝမာလေးရှိလို့ဗိမာလေးရှိလို့ကတ်ချင်နေဆိုရင်လည်းမနက်ဖြန်ကို1638ဆိုတဲ့ key လေးနဲ့အထီးကတ်မှာဆိုရင်တော့ကျွန်တော်မိတ်ဆွေလေးအဆင်ပြေပါလိမ့်မယ်အဲ့တော့ပြောရမယ့်ဟာလေးတွေစုံတော့ပြသွားပြီနောက်ဆုံးတစ်ခွက်ကောင်လေးမပြောခင်မှာကျွန်တော်ကြညာလေးခဏဝင်မယ်အဲ့ဒါကဘာလဲဆိုရင်နောက်တစ်ပတ်ကိုเนาะဒါကျွန်တော်တို့အဖွဲ့ဝင်ကြီးနေဆိုတဲ့ကုမာလေးတော့ကျွန်တော်တို့အဖွဲ့ဝင်လုပ်ငန်းလေးစပြီအဲ့တော့တေးရင်ငါတို့ကနောက်တစ်ပတ်အတွက်ကိုအဖွဲ့ချူဝင်ဘာရမလဲဆိုရင်မေးမယ်ဆိုရင်ကျွန်တော်ဘက်ကရှင်းပါတယ်နောက်တစ်ပတ်ကိုကျွန်တော်တို့အဖွဲ့ချူဝင်တဲ့ကုမာလေးတော့ကျွန်တော်ဒီကြံရဖြစ်တဲ့ဂျာတာဘီတောက်ကြ2ရက်မှာဆော့လို့ရမယ်ကျွန်တော်ဒီကြကဲပေါင်လေးပေးမယ်အဲ့ဒီကြကဲပေါက်ကိုဘယ်လိုဆက်ပြီးပေးမလဲဆိုတော့ကျွန်တော်ရဲ့မူတိုင်းလေးပဲ3နှစ်ကျော်ကလင်နာလေးနဲ့ကျွန်တော်စစ်ပြီးတော့အကောင်းဆုံးဖြစ်နိုင်တဲ့เนาะကျွန်တော်ချုပ်ကွက်လေးနဲ့ရှာပြီးတော့ပေးမယ်အဲ့တော့အနည်းဆုံးငါတို့ကဒီတစ်ပတ်တော့เนาะတေးကြီးနဲ့ငါတို့ကကန်ဆက်ပြီးတော့လက်တွဲချင်းနေဆိုတော့ကိုမာလေးကဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်က recommend ပေးပါတယ်အဖွဲ့ကြိုဝင်မယ်ဆိုရင်ဒီကြကေပေါက်ရမယ်အဲ့တော့ပြောချင်တာကငါတို့ကမစော်ဘူးဆိုရင်တော့မှအနည်းဆုံးเนาะကျွန်တော်ပြီးရခဏလေးသိအောင်လို့ပေါ့เนาะပြောချင်တာကိုကဒီကြပြီးတော့ကြတော့နားဘူးတော့ရှိတယ်ဒါပေမဲ့နောက်တစ်ပတ်လေငါတို့ကကျင်းတီပေါက်เนาะတေးကြီးနဲ့လက်တွဲမယ်လို့စဉ်းစားရဆိုတော့ကိုမာလေးတွေကတော့ကျွန်တော်ကတော့ကြိုပြီးတော့ဝေစီချင်တယ်ဘာကြောင့်လဲဆိုတော့အနည်းဆုံးတော့သိရမလားအပြင်းပြေလေးပဲဖြစ်ဖြစ်ဆော့ကျင်နဲ့ဆော့လို့ရတယ်เนาะအဓိကဒီကျွန်တော်လက်ရှိကျွန်တော်ထုတ်ပေးထားတဲ့ဒီကြကက်ပေါက်တွေလည်းဝင်ထားတဲ့ကောင်မလေးအားလုံးပဲသိပါလိမ့်မယ်ကျွန်တော်အမြဲတမ်းအခုနောက်ပိုင်းကျွန်တော်နှစ်သီးစားတွေနဲ့ပဲအဆင်ပြေခဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ပတ်ကိုလည်းပုံမှန်တိုင်းလေးပဲကျွန်တော်အကောင်းဆုံးဖြစ်တဲ့ဒီကြကက်ပေါက်လေးရှပ်ပြီးမှာအဲ့တော့ယုံကြည်ရဆိုတဲ့ကောင်မလေးတွေကကြိုဝင်လို့ရပါတယ်ကြိုဝင်လို့ဘာမှအကျိုးရစရာအကြောင်းမရှိဟုတ်တယ်မလားအခုကြိုဝင်ကျွန်တော်ဒီကြကက်ပေါက်ရမယ်စနေတနင်္ဂနွေမှာကြိုဝင်เนาะအဖွဲ့ဝင်ကနေပဲရမယ်เนาะအဲ့တော့ကိုယ့်ဘက်ကိုစဉ်းစားပါเนาะငါတို့ကဘယ်လိုလုပ်ချင်လဲဒါတော့ကျွန်တော်မိတ်ဆွေတမိုင်းပါเนาะတကယ်လို့လိုအပ်တဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဖြစ်တဲ့390 990 96 4နှစ်ဆိုတဲ့အဲ့ဖုန်းနံပါတ်လေးမှာကျွန်တော်မှာ Viber ရှိတယ် Telegram ရှိတယ်เนาะတကယ်လို့လိုအပ်တဲ့ဆိုတဲ့ကွန်မာလေးတွေကလာပြီးတော့ဆက်သွယ်လို့ရပါတယ်ကစားကြည့်အောင်ကျွန်တော်တို့တစ်ခွဲပါပဲเนาะတကယ်လို့မရှင်းဘူးဆိုရင်လည်းကျွန်တော်ရဲ့ Viber channel မှာလည်းကျွန်တော်တင်ပေးထားတယ်ပို့ YouTube channel မှာလည်းကျွန်တော်ပို့လေးတင်ပေးထားပါတယ်အဲ့တော့လိုအပ်တဲ့ဆိုတဲ့ကွန်မာလေးတွေကလာပြီးတော့ဆက်သွယ်လို့ရပါတယ်ဗျကဲဟုတ်ပြီအဲ့တော့ပြောမယ့်ဟာလေးတွေပြီးသွားဆိုနောက်ဆုံးကျွန်တော်တို့ရဲ့ CRI ဖြစ်တဲ့တကွာကောင်းလေးเนาะအဲ့ဒါကဘာလဲဆိုတော့မနေ့ပြန်ကျွန်တော်9ပိုင်နဲ့တကွာကောင်းလေးတော့ထုတ်ထားတယ်အဲ့ကဏ္ဍဒီကျွန်တော်တို့68ဆိုတဲ့ကဏ္ဍလေးပေါ့နော်မနေ့ပြန်ကိုတီးရင်ငါတို့ကတော့အများကြီးမစောတော့ဘူးဒီတစ်ပတ်တော့အဆင်ပြေနေပြီเนาะတကွာ2ခွက်လောက်ပဲစော့ကျင်တယ်4-5ခွက်လောက်ပဲစော့ကျင်တယ်ဆိုရင်မနေ့ပြန်ကိုကျွန်တော်တို့68ဆိုတဲ့တကွက်လေးကိုတော့မဖြစ်မနေထည့်ပြီးတော့ဆော့ရကြမှာလေဗျเนาะအဲ့တော့ကျွန်တော်တို့ပြောရမယ့်ဟာလေးလည်းပြီးသွားပြီ live လွှင့်ချိန်မိနစ်9မိနစ်ဖြစ်သွားပြီအတွက်ကြောင့် video file လေးကိုကျွန်တော်ရနောက်ပြန်ပြပါเนาะနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ရှင်းပါတယ်เนาะငါတို့ကအခုမှ TE ကိုပြန်တွေ့ရဆိုတဲ့ချင်းမဆွေတွေကလည်း channel လေးကို subscribe လေးမလုပ်ရသေးရင်လည်းတော့ကြပါအောင်လက်မလေးမနှိရတဲ့ကောင်မလေးတွေကနှိပ်သွားပြီးတော့เนาะအဆင်ပြေမဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ video file လေးရဲ့
နော်အောက်လေးမှာဒီနေ့ကျွန်တော်ပေါက်ရင်လည်းပေါက်ကြီးလေးမတ်စရာမရှိဘူးဆိုလေဒါဒီကိုမနက်ကအားပေးဆိုရင်တော့ let reaction လေးလုပ်တော့ကြပါအသေးလေးပြီးတော့ကြအောင်ညနော်အဲ့ဒါလေးထွက်တာဗျနော်ကဲအဲ့တော့ကျွန်တော်တို့ပြီးတော့ပြီနော်မနက်ဖြန်20ရက်8လ2026ခြားတာပြီးတော့ကျွန်တော်မနက်ဈေးမှာလည်းကျွန်တော်မိတ်ဆွေတွေအားလုံးပဲကိုထိုးတဲ့ကဏ္ဍလေးကပေါက်ကဏ္ဍလေးဖြစ်ပြီးတော့ဒီထက်မှကပို့ပြီးတော့အဆင်ပြေနိုင်ကြပါစေနော်ကဲအားလုံးပဲကျွန်တော်ပတ်ပိုင်နော်ပြီးတော့မဖို့ပြီးတဲ့ကောင်မလေးအားလုံးပဲကျေးဇူးများတင်ပါတယ်နော်ကျေးဇူးပါပြောမိသွားလို့เนาะကျွန်တော်ကဘဖို့မတောင်းဘူးเนาะတခါလေးပြောတာတချို့ကြောင့်လည်းဟိုစိတ်မကောင်းအမှန်ကျွန်တော်ဘယ်သူရှိရမှာကျွန်တော်မဖို့မတောင်းပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ပညာကျွန်တော်ရဲ့စေတနာကိုလေးစားပြီးတော့ပေးတဲ့ကောင်မလေးရှိတယ်ဘာဖြစ်လို့အဲ့ဒီကောင်မလေးအားလုံးကျေးဇူးများတင်ပါတယ်ဗျာเนาะဘာလို့ကျေးဇူးတင်လဲဆိုတော့ရှင်းပါတယ်ကျွန်တော်ဒီမတောင်းနဲ့မဟုတ်ပေးလို့ပေါ့เนาะဟုတ်တယ်မလားတောင်းပြီးတော့ပေးတဲ့မဟုတ်ဘူးနဲ့မတောင်းမဲနဲ့ပေးတဲ့မဟုတ်ဘူးနဲ့အရသာအရန်กว่าရယ်เนาะကျွန်တော်တကယ်ကျေးဇူးများတင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မျှော်လဲမမျှော်နေထားဘူးသိရမလားဒါပေမဲ့တခုရှိတာပေါ့နော်အဲ့ဒီပေးထားရမပူပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိဒီတစ်ပတ်ထဲမှာကျွန်တော်ဒါမိသားစုပေါ့နော်ထွေထူးသူများရတော့မဟုတ်ဘူးပဲမိသားစုကျွန်တော်တို့ဖျားသွားဖို့ရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်ပထမတွေးထားတာကကျွန်တော်ပတ်စံနဲ့ကျွန်တော်ကသွားမှာပေါ့နော်ဒါကျွန်တော်ပတ်စံနဲ့ကျွန်တော်စိုက်ပြီးတော့သွားဖို့တွေးထားတယ်ဒါပေမဲ့အခုကျွန်တော်မိသားစုတွေကမပူလေးပေးထားဖြစ်တဲ့အတွက်ကြောင့်အဲ့မပူလေးလည်းကျွန်တော်အဲ့ထဲမှာထည့်ပေးမယ်အနည်းဆုံးတော့ဗျာသိရမလားဟိုအကျိုးထက်ရှိအောင်လို့နော်အနည်းဆုံးတော့ငါတို့ကတီးကိုချစ်လို့ခင်လို့ပြီးတယ်ဆိုတော့မပူလေးကနေမှာကုသိုလ်လေးရသွားအောင်လို့ကျွန်တော်ဘက်ကနေအဲ့လိုလေးလုပ်ပေးမယ်เนาะဘာပြောကျေးဇူးများတင်ပါတယ်เนาะယုံကြည်နဲ့ကျွန်တော်ပေးရကဏ္ဍကိုထိုးတယ်ကျွန်တော်ကိုချစ်ချစ်ခင်ခင်နဲ့မဟုတ်လေးပေးကြတယ်ကြောင့်เนาะကဲဟုတ်ပြီလားအားလုံးပဲကျွန်တော်ဖမိုင်เนาะအားလုံးပဲမင်္ဂလာရှိရဲ့ညချမ်းလေးပြကြပါစေเนาะကျွန်တော်မနက်ဖြန်မှာလေးထပ်ပြီးတော့ဒီတက်မကပို့ပြီးတော့အစီအမီနဲ့ရပါစေပဲเนาะကဲဖမိုင်